တင်းပေါင်အပြင်ဘက်ကသေရွက်ချွေတွေကြားမင်းရဲ့ပုံရိပ်လေးတွေမြင်ရောက်နေစေပါပဲတို့တွေဝေးခဲ့ရတဲ့ဒီလမ်းခွဲမှာတို့တွေဝေးခဲ့ရတဲ့ဒီလမ်းခွဲမှာရင်ဘတ်ထဲကအလွမ်းတွေကရက်တမ်းမသွားခဲ့ဘူးအချိန်တွေကကစားပေးမယ်လို့ပြောကြပေမဲ့မင်းမရှိတဲ့နေ့အတိုင်းကငါတွေ့တော့ရှည်လျားလို့နေကောင်းကင်ပြကြီးကိုကြည်ရင်မင်းတတိယနေမိတာဒါဟာငါရဲ့နေ့စဉ်အလုပ်တစ်ခုလို့ဖြစ်နေပြီငါမင်းကိုစောင့်နေမယ်နှလုံးသားရဲ့တောင်းတနေရမှာသိစီထားတဲ့မိရဲ့အပြုံးလေးတွေကိုပြန်တွေ့ရမယ့်နေ့ကိုပေါ်လေးပြေးလေးတွေတိုက်ခတ်လာတဲ့အခါတိုင်းမင်းရဲ့အသံလေးတွေကြားနေရသလိုပဲနောင်ဆိုတာတဲ့ပိုလေးနဲ့တဲ့တန်ရောစင်တွေနဲ့မင်းရှိရာရက်ကိုငါရဲ့ဆူတောင်းတွေပို့ပေးလိုက်တယ်အမောင်ဆုံးညတွေဖြတ်သန်းပြီးရင်အလေးရောင်ရှိတဲ့မနှက်ပြန်ရောက်လာမှာပါငါမင်း